Hello အားလုံးပဲမင်္ဂလာပါ United Finance ဇော်နေပြန်လဲကြိုဆိုပါရစေကျွန်တော်တို့ပွဲစဉ်30ရဲ့တနင်္ဂနွေနေ့ည7:00နာရီခွဲမှာရှင်ပြိုင်မဲ့ Manchester United နဲ့ Aston Villa တို့ရဲ့ပွဲကြို3သက်ချက်လေးဖြစ်ပါတယ် Manchester United အနေနဲ့အိမ်ခွင်းမှာရှင်ပြိုင်ရမှာဖြစ်တဲ့အတွက်ကြောင့်အိမ်ခွင်းမှာဘယ်လိုနည်းနဲ့မဆို Aston Villa ကိုအနိုင်ယူလာမှရမယ်ပွဲတစ်ပွဲဖြစ်တယ်ဘာလို့ဆိုအဝေးခွင်းမှာလည်းကျွန်တော်တို့ Aston Villa နဲ့တွေ့ဆုံတဲ့အချိန်မှာ 2-1 ဆိုတဲ့ရလဒ်နဲ့ရှုံးခဲ့တယ်အဲ့ဒီပွဲကလည်းအမှန်တမ်းပြောရင်ဘယ်လိုမှမရှုံးသင့်တဲ့ပွဲတစ်ပွဲပြီးတော့ Manchester United အနေနဲ့တကယ်နောက်ဆုံးပွဲမှာကျွန်တော်တို့ရှင်ပြိုင်ကစားတဲ့ Newcastle နဲ့ပွဲရဲ့ရှေ့ဆုံးကလုံးဝအဆင်မပြေတဲ့အနေအထားမှာရှိတယ်ဘယ်လိုမှမဖြစ်သင့်တဲ့ရလဒ်ဗျာပြီးတော့Newcastle ကအဲ့ဒီပွဲမှာဆိုရင်အနီကတ်နဲ့လည်းတယောက်ထုတ်ခံထားရတယ်အဲ့လိုအနေထားမျိုးကြီးမှာနိုင်အောင်မကန်လာနိုင်တဲ့အခြေအနေမှာဆိုရင်တော်တော်ဆိုးရတဲ့အခြေအနေမျိုးဖြစ်နေတယ်ဘာလဲအဲ့ဒါဒါပေမဲ့ထားပါအဲ့ဒီပွဲရဲ့အခြေအနေကထားလိုက်တော့ကျွန်တော်တို့လာမဲ့တနင်္ဂနွေနေ့7:00နာရီခွဲမှာရှင်ပြိုင်မဲ့ပွဲက Manchester United အနေနဲ့အဲ့ဒီလိုကပောက်ကပြောက်တွေလောက်ရမယ့်အနေထားမှာမဟုတ်တော့ဘူးဒါကမိုးတဲ့ရေထဲရောက်နေတဲ့အခြေအနေမျိုးဘာဖြစ်လို့လဲဆိုတော့အခုကန်ရမယ့်ပွဲဒီ Aston Villa သူ့ရဲ့အောက်ကဆိုရင်လည်း3နဲ့4မှာဘာမှမကွာတဲ့အနေထားဘလို့မကွာတဲ့နေတာဆိုတော့အမှတ်က50တက်မှရှင်အတူတူဖြစ်နေတယ်ပြီးတော့ဂိုးကွာချမ်းချက်နဲ့ဒါကျွန်တော်တို့အပေါ်ရောက်နေတယ်ဒီလိုထိတ်တိုက်တွေ့ဆုံတဲ့အခြေအနေမျိုးမှာတော့မှကျွန်တော်တို့မနိုင်ဘူးဆိုလို့ရှင်ဒါကြီးကလုံးဝမဖြစ်တဲ့အနေအထားမှာရှိနေတယ်ပြီးတော့ Manchester United အနေနဲ့အိမ်ခွင်းမှာလည်းရှင်ပြိုင်ရမှာဖြစ်တယ်အဲ့ဒါကြောင့် Manchester United ကဘလို့နီးနေမဆိုနိုင်လာရမယ့်အခြေအနေမှာရှိတယ်ကျွန်တော်တို့ဒဏ်ရာရပြဿနာမှာဆိုရင်လည်းအရင်များနေတဲ့အခြေအနေမှာမဟုတ်ဘူးဒါဆိုတော့မာတီရဲ့ဒီလေးမပါဘူးပြီးတော့ဒိုကူမပါဘူးနောက်တစ်ယောက်ကမာတီနဲ့မပါဘူးအဲ့ဒီအနေအထားမှာပဲရှိတယ်ဗျာပြောလို့ရှိရင် Aston Villa ကိုနိုင်လောက်မဲ့လူစင်းအနေအထားမှာရှိနေတယ်ဒီလိုပွဲမျိုးမှာကျွန်တော်ဒီလိုအခွင့်အရေးဟာပိုင်နိုင်အတုံးချလာနိုင်မှရမယ်အခြေအနေမျိုးအဆင့်3မှာရက်တည်မယ်ဆိုရင်ကျွန်တော်တို့ကဘလို့နည်းနဲ့မဆိုဒီတနင်္ဂနွေနေ့ညမှာကံမယ်ပွဲကနိုင်တဲ့ပွဲတစ်ပွဲလို့ကျွန်တော်ယူဆတယ်ပြီးတော့ Aston Villa မှာဆိုရင်လည်းကျွန်တော်တို့သူတို့ရဲ့တိုက်စစ်ဆွမ်းရည်ကတုံးကကောင်းနေတဲ့အနေအထားမှာမရှိဘူးဗျာပြီးတော့အိမ်ကွင်းမှာ Manchester United ကအိမ်ကွင်းမှာရှင်ပြိုင်ရမှာဖြစ်တယ်ပြီးတော့ Aston Villa ကအဝေးကွင်းမှာလာရောက်ရှင်ပြိုင်ရမှာအဲ့လိုအနေထားမျိုးမှာတော့မှကျွန်တော်တက်ရည်တို့ချုံးတာတို့ဆိုရင်လုံးဝဒါကြီးကဘလိုနီးနေမှမဖြစ်နိုင်တဲ့အခြေအနေဗျာအဲကြောင့် Manchester United အနေနဲ့လုံလောက်တဲ့လူစင်းရှိတယ်ဗျာလုံလောက်တဲ့လူစင်းရှိရအောင်မှကျွန်တော်တို့ကနိုင်မလာဘူးဆိုရင်ဒါအိမ်ကွင်းမှာရှင်ပြိုင်ရမှာတော့မှမနိုင်ဘူးဆိုရင်ဒါလုံးဝမဖြစ်တဲ့အနေထားမှာရှိတယ် Aston Villa ဘက်ကိုကြည့်မယ်ဆိုရင်သူတို့လောဆယ်မှာဆိုရင်လို့ချင်းဆန်ချိုကတော့အနီကက်ထိထားတယ်ပြီးတော့တာလီမန်မပါလာဘူးဗျာအဲ့ဒီအနေအထားမှာဆိုရင်ကျွန်တော်တို့ဘယ်လိုနည်းနဲ့မဆိုကျွန်တော်တို့နိုင်တဲ့ပွဲတစ်ပွဲဖြစ်တယ်ကျွန်တော်အနေနဲ့ခံမှန်းရမယ်ဆိုလို့ချင်းတနင်္ဂနွေနေ့ညမှာကံမယ်ပွဲက3-1ဒါမှမဟုတ်2-0နဲ့လို့တော့ကျွန်တော်အနည်းဆုံး2-0 3-1တော့ကျွန်တော်ခံမှန်းမိတယ်အဲ့တော့Michael Carrick လက်အောက်မှာ Manchester United အနေနဲ့အိမ်ဝင်းမှာလုံးဝရှုံးပွဲမရှိထားတဲ့အနေအထားမျိုးမှာဒီ2-1 3-1 2-0ဆိုတဲ့ရလကတင်တော်တဲ့အနေအထားမှာရှိတယ်အဲ့တော့ကြောင့်ကျွန်တော်အနေနဲ့ခံမှန်းပါဆိုရင်2-0 3-1ကိုကျွန်တော်ခံမှန်းပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ channel လေးကို subscribe မလုပ်ရသေးဘူးဆိုရင် subscribe လေးလုပ်သွားပေးပါအောင်လို့ကျွန်တော်တောင်းဆိုချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ